ရကျော်မင်းထက်ပါကျွန်တော်ကတော့ကြောက်တရားမျိုးနဲ့မဲဆန္ဒနဲ့အမနစ်လွတ်တော်ကိုလည်းဖြစ်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်ကဒီလွတ်တော်အစည်းအဝေးမှာမေးတဲ့မေးခွန်းကကျွန်တော်တို့ဒီရန်ကုန်မြို့စီမံသားရေး area ထဲမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီအဆောက်အုံတွေမှာကျွန်တော်တို့ဘေးရန်ရရှိအဆောက်အုံလို့သတ်မှတ်ထားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့10စုနှစ်များစွာကြာနေပေမဲ့ဥပမာ2009ခုနှစ်လောက်ကနေကသတ်မှတ်ထားပေမဲ့အခုချိန်ထိပေါ့နော်ကျွန်တော်တို့ဒီမြေပြင်မှာရှိနေသေးဖြစ်တယ်ဒီဟာတကယ်ဆိုလို့ရှိရင်တော့ဖြိုဖျက်ဖို့တင်တဲ့အဆောင်တွေပေါ့နော်ကျွန်တော်ဖြိုဖျက်ပြီးတော့ဒါပြန်လဲအစားတို့ဆောက်တာမျိုးတွေစသဖြင့်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့အခြားနည်းနဲ့ဆောင်ရတဲ့မျိုးဆောင်ရရမယ့်အဆောင်တွေဖြစ်ပါတယ်ဒါပေမဲ့လက်တလောလောဆယ်မှာထိရောဖြိုဖျက်မှုမရှိဘဲနဲ့ဒီကျန်နေတဲ့အကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးမြန်းထားတာဖြစ်ပါတယ်ဝန်ကြီးကတော့သူတို့ဒီဟာတွေကိုကျွန်တော်ဆောင်ရွက်နေတယ်ပြီးတော့ပြန်လဲဒီဦးစားပေးအဆင့်လိုက်ပေါ့နော်ပြန်လဲတိစောက်နိုင်မှုတော့ကိုကျွန်တော်တို့ဒီသက်ဆိုင်ရာဒီ contractor တွေနဲ့ကျွန်တော်ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကိုဖြေကြားတယ်နောက်တစ်ခုကကျွန်တော်ထပ်ပြီးတော့မေးထားတဲ့မေးခွန်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီအဆောက်အုံတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီအဲ့ဒီရှိအဆောက်အုံဖြစ်တော့မသက်မှတ်ထားဘူးဒါပေမဲ့မြေပြင်အချိန်ဒီမှာတကယ်ကိုလုံးဝပျက်စီးနေတဲ့အဆောက်အုံတွေရှိတယ်ဗောနော်ဒီအဆောက်အုံနဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုဆောင်ရွက်မလဲဆိုတာဟာလည်းမေးထားတဲ့ဟာပေါ့မှာဝန်ကြီးကတော့ဒီကျွန်တော်တို့ဒီသက်ဆိုင်ရာ engineer ကောင်စီနဲ့ကျွန်တော်တို့ဒီစီမံသားရေးကော်မတီနဲ့ညှိနှိုင်းပြီးတော့ဒါတွေကိုကျွန်တော်တို့ဒီ9လပိုင်း1ရက်နေ့နေစပြီးတော့ပြန်လည်စီစစ်မှုတွေဆောင်ရွက်သွားပါမယ်လို့သူဖြေကြားခဲ့ပါတယ်ခုနေကကျွန်တော်တို့မြို့ကကျွန်တော်ကကြောက်တရားပေါ့နော်ကြောက်တရားကမြို့လေကောင်ဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ကဒါဟိုအရင်ကျွန်တော်တို့ကိုလိုနီခေတ်ကနေကမြို့တိဆောက်ခဲ့တဲ့မြို့ဖြစ်တဲ့ကြောင့်ဟောင်းနှက်နဲ့စောင့်နေတော်တော်များပါတယ်ကျွန်တော်တို့မြို့နယ်မှာဟောင်းနှက်နဲ့စောင့်နေများတာနဲ့လျောက်ကျွန်တော်တို့ကဝရနာနေပြီးတော့ကျွန်တော်တို့ဒီအုပ်တွေပဲ့ကြတာမျိုးတွေပြီးတော့ကျွန်တော်တို့ဒီပေါ်တီကိုတွေပြိုကျတာမျိုးတွေမကြာခဏဖြစ်လေရှိပါတယ်အဲ့တော့ဒီလိုဟာတွေကကျွန်တော်လမ်းသွားလမ်းလာတွေကျွန်တော်တို့မြို့နယ်ကောင်ဖြစ်တဲ့ကြောင့်လမ်းလူခီးသွားလူဟာပြည်သူတွေကလည်းများပါတယ်လမ်းသွားလမ်းလာတွေကလည်းအဲ့တော့ထိခိုက်မယ်ဆိုလို့ရှိရင်ဒါမကောင်းဖြစ်မယ်ပေါ့နော်ဒါအန္တရာယ်ရှိတယ်ဒါကြောင့်မလို့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအမြန်ဆုံးဆောင်ရွက်ဖို့တော့ကျွန်တော်ကလိုအပ်မယ်လို့ထင်ပါတယ်ဟိုပေါ့ခုနပြောသလိုပဲကျွန်တော်တို့လောလောဆယ်မှာတော့ကျွန်တော်တို့ဒါမြေပြင်အချိန်ကြီးလည်းကျွန်တော်တို့တခြားလေ့လာပါတယ်လေ့လာတဲ့အခါမှာအဓိကအဖြစ်တော့ဒီအဆောက်အုံတွေမဖြိုဖျက်တဲ့ကိစ္စကသူကအပတ်မှန်တော့ပေါ့နော်ကျွန်တော်တို့ဒီတိုက်ခန်းတွေပေါ့အဓိကအဖြစ်တိုက်ခန်းတွေနဲ့ပတ်သက်တဲ့ဥပဒေသူကတိတိကျကျမရှိသေးတဲ့အခါမှာဒီပိုင်ဆိုင်မှုအငြင်းပွားမှုတွေကျွန်တော်မြေပြင်မှာဖြစ်တာတွေတော့ရှိပါတယ်ဆိုလိုချင်တာကဒီအဆောက်အုံကြီးရှိနေသူဒီအခန်းကဒီအခန်းပိုင်ရှင်တွေကပိုင်နေတဲ့ဟာပေါ့နော်ဒါပေမဲ့အဆောက်အုံကြီးမရှိတော့ရင်ဒီအခန်းနေရာကရခင်ဝယ်ယူထားတဲ့အခန်းပိုင်ရှင်တွေကအပိုင်ဖြစ်မလားဆိုတဲ့ပြဿနာကလောလောဆယ်မှာမြေပြင်မှာရှင်းရတဲ့ပြဿနာတွေဖြစ်နေပါတယ်အဲ့တော့ဒီအပတ်မှန်တော့မရှိတဲ့အခါဖြစ်တဲ့ကြောင့်စီပင်နေနဲ့လည်းသူကဒီကင်တွယ်ခြင်းပေမဲ့ဖြိုလိုက်လို့ရှိရင်ဒီအငြင်းမောက်မှုတွေကဆက်ဖြစ်လာတဲ့အခါမှာဘလို့အခန်းပေးခန်းယူစနစ်တွေလောက်ကြမလဲဆိုတော့တိကျတဲ့ကျွန်တော်တို့ထုံးလုံးနည်းလည်းမရှိဘူးဥပဒေလည်းမရှိသေးတာဖြစ်တဲ့ကြောင့်ဒီဟာတွေတော့ကျွန်တော်ဆက်လက်ပြီးတော့အကောင့်ထဲဖို့လိုလာတယ်ဒါပေမဲ့လည်းလောလောဆယ်တော့ကျွန်တော်သိသလောက်ဆိုလို့ရှိရင်တော့အမျိုးသားလွှတ်တော်မှာဥပဒေကြံရေးနေတယ်လို့တော့သိရပါတယ်အခုချိန်ထိတော့တင်မလာသေးဘူးပေါ့နော်တင်လာတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရန်ကုန်တိုင်းမှာနေတဲ့ပြည်သူတွေအနေနဲ့ဒီဥပဒေဒီမိမိတို့နဲ့တိုက်ရိုက်သက်ဆိုင်မဲ့ဥပဒေဖြစ်တယ်အဓိကအဖြစ်တော့အခန်းပိုင်ရှင်တွေပေါ့နော်အဲ့တော့ဒီဟာကိုသေချာလေးလာပြီးတော့မိမိတို့ရဲ့ပေါ့နော်ဒီအခွင့်အကျိုးခံစားခွင့်နေပြီးတော့မိမိတို့ရပိုင်ခွင့်နေမထိခိုက်အောင်မိမိတို့ရဲ့ဒီအနေနဲ့ဒီဥပဒေချမ်းပေါ်မှာလေ့လာပြီးတော့လဲဒါတိတ်မကြခင်ကာလမှာတကယ်လို့publication လုပ်လာမယ်ဆိုလို့ရှိရင်ပေါ့နော်ပြည်သူကိုချပြလာမယ်ဆိုလို့ရှိရင်ဒီဟာတွေကိုသေချာလေ့လာပြီးတော့ဒီဟာတွေပေါ်မှာကောင်းမွန်တဲ့အကြံပြုချက်တွေဖြစ်တဲ့အကြံပြုချက်တွေအများကြီးပေးကြပါလို့ကျွန်တော်ကကြိုတင်ပြီးတော့တိုက်တွန်းအပ်ပါတယ်လူပြနဲ့ပတ်သက်တဲ့တချို့လိုအပ်တဲ့အဆိုတွေကျွန်တော်တင်ဖို့ပြင်းနေပါတယ်အဆိုတင်တဲ့အခါမှာတော့ကျွန်တော်ကဒီသက်ဆိုင်ရာဌာနတွေနဲ့လောက်ရကန်ရတာအဆင်ပြေမဲ့ကိစ္စမျိုးပေါ့နော်လက်တွေ့အကောင့်တွေဖော်နိုင်မဲ့ကိစ္စမျိုးတွေကိုကျွန်တော်အတက်နိုင်ဆုံးမြေပြင်ဌာနတွေနဲ့ညှိနှိုင်းပြီးတော့သူတို့လုံနိုင်ရရှိမရှိပြီးတော့နောက်တစ်ခုကတိုင်းဒေသကြီးရဲ့ budget တွေပေါ့နော်တိုင်းဒေသကြီးရဲ့ budget ကိုလည်းကျွန်တော်အမြဲတမ်းလေ့လာဖြစ်ပါတယ်ဒီ budget မရှိရင်ဘယ်နဲ့ကျွန်တော်ဘယ်ကိစ္စမှအကောင့်တွေမဖော်နိုင်တာဖြစ်တော့ကြောင့်ဒီကျွန်တော်တို့တင်မဲ့အဆိုဒီ budget နဲ့ရောကျွန်တော်ကိုက်ညီမှုရှိနိုင်မလားကျွန်တော်တို့တိုင်းဒေသကြီးကနေသုံးဝင်ရှိတဲ့ budget ပေါ့နော်ဒီ budget နဲ့ဘောင်တွင်းမှာရောသုံးလို့ရမလားဒီရတယ်ဆိုလို့ရှိရင်ဒီ budget ကနေပြီးတော့ကျွန်တော်တို့ဒီလုံနိုင်နေမဲ့စီမံကိန်းကိုဘယ်နှစ်လောက်အကောင့်ဘယ်နှလောက်မျှဝေပြီးတော့ဆောင်းရရင်ဒီစီမံကိန်းအကောင့်တွေပေါ်နိုင်မလဲစသဖြင့်ဒီလိုအသေးစိတ်အချက်လက်တွေကိုလေ့လာပြီးတော့ကျွန်တော်အဆိုတွေပြင်ဆင်နေတာရှိပါတယ်နောက်တတိယအကြိမ်ဒီအစည်းအဝေးတက်တန်းမှာတော့ကျွန်တော်အဆို3ခုသို့မဟုတ်4ခုလောက်တင်မှုရှိပါတယ်